ဆိုတဲ့ကိုလူမျိုးသူ့အမေရိုင်းလုံးကိုငိုဒမ်းစဲမိုးချုံမြဲမြဲရေဆိုရွှဲချီတွေလေ ဘာဖြစ်နေလဲညနေရရှုံးမဲ့နေတာပဲ ငါရန်ပိုက်စာနေဟာမနက်ကထမင်းကြိုက်မမီလို့ထမင်းမထည့်ခဲ့လိုက်အောင်နေ့လည်စာစားတော့လေဘိုက်ကောင်မပြေဘူးဟာ ခိုင်းဆိုလဲနင့်မစောရိတ်ထားပြီးထမင်းချက်ပေးနေကြမဟုတ်ဘူးလားဒီနေ့မှဘလို့ဖြစ်တာလဲ ဟုတ်တယ်ဟာမနက်ကမိတ်မျက်နှာမအီမသားနဲ့အလုံးလုံးတာလဲနှေးနေသလိုပဲဘာဖြစ်မှန်းလည်းမသိပါဘူးဟာ အဲ့ဆိုဒီလိုလုပ်လားငါတို့အိမ်ပြန်နောက်ကျနေမှာလीအဲ့တော့လမ်းမှာအစားပြေတစ်ခုခုစားကြမယ် စားတာဟုတ်ပါလေငါမှပတ်စံမရှိတော့ပြောင်းတယ် အဲ့လောက်ကတော့ငါလောက်ပါရဲ့ဟာမိုးစားရုံလောက်ကတော့ရပါရဲ့ ဒါဆိုငါတို့မိုးစားမယ်လေနှစ်ယောက်စာလောက်တယ်မလားနင်းခဏဆိုင်ရပဲမနေ့ဖြန်မှငါပြန်ပြီဘယ်လိုလဲရရမလား အေးပါရပါရဲ့ပြောစရာကြွေမှမဟုတ်တာ အဲ့ဒါကြောင့်ငါတငယ်ချင်းကရှုပ်ဖို့ တားရင်ခြာရင်ထားတော့လေဘယ်ချိန်ရှိနေပြီလဲဟဲ့ခြာရင်တားထားတော့လေမိုးလင်းနေပြီဒီမှာအမေနောက်ကျတော့မယ်ဟဲ့ခြာရင် ငါတို့ယောက်ျားလေးတွေရဲ့ဖွံ့ဖြိုးမှုအဒီလို့ဆိုရင်ပလဲသွေတို့မိန်းကလေးတွေမှာဘာတွေဖြစ်နိုင်မလဲ နိုးပါပြီမေကြီး ကဲတားရင်မျက်နှာတစ်သွားတိုက်တော့ဒီမှာအမေနောက်ကျတော့မယ် ဟုတ်မေ တားလို့ထဲရလေပလဲသွေဆိုတဲ့ကောင်မလေးအဲ့ကလေးမလေးကိုတားဘလို့သဘောရလဲ ဗျာဟုတ်လေအဲ့တယောက်ကဘယ်လိုသဘောရလဲဆိုတော့တားလည်းသိချာမသိပါဘူးမေဟာ အမေကတော့လေမိမချင်းမလို့လားတော့မသိဘူးသူ့ဘက်ကနေတားကိုစိတ်ဝင်စားနေတယ်လို့ထင်တာပဲငါတားအောင်တားကိုအမေလုတ်ခိုင်းစာတစ်ခုရှိတယ် ဟုတ်ပြောလိမ့်မေတားကိုဘာခိုင်းမလို့လဲ တားလည်းအရွယ်ရောက်ပြီဆိုတော့လေတည်တင်တီးထိုက်တာတွေကိုတီးဖို့လိုတယ်အခုခေတ်မှာမဟုတ်မဟတ်တွေအလွယ်တွေမဖြစ်ဖို့ကအရေးကြီးတယ်လေတားရဲ့တားဖေရှိရင်တော့အမေကစိတ်မပူပါဘူးအခုတော့အမေတောင်းဝင်ပေါ်တားရဲ့ မေဘာလို့ဆိုလိုတာလဲမသိ ပြီးခဲ့တဲ့လကလေမိတ်ဆွေတယောက်ကညှိုးလို့မိဘတွေအတွက်ဆွေးနွေးပွဲကိုအမေအွန်လိုင်းကတက်ဖြစ်ခဲ့တယ်လူငယ်စီတမန်စီမံချက်ကစီစဉ်တာပေါ့မိဘတွေအတွက်ကျန်းမာရေးအသိပညာအများကြီးရလိုက်တာပေါ့တကယ်ဆိုရင်လေတားဖီနဲ့အိမ်တော်မကြောက်ရင်ကလေးကတည်တင်ခဲ့တဲ့ကျန်းမာရေးအသိတွေပေါ့တားရဲ့အမေမသိတာတွေအများကြီးသိခဲ့ရတယ်ငါသားကိုပြန်ပြောဖို့ကြတော့လေအမေအနေနဲ့ကယောက်ျားချင်းမဟုတ်တော့ပြန်ပြောပြဖို့ခက်တယ်လေတားရဲ့တားတို့လူငယ်တွေအတွက်ဖွင့်ထားတဲ့သင်တန်းကိုတားတော့တက်ကြည့်လိုက်ပါလားစနေတနင်္ဂနွေဆိုတော့ခွင့်ရက်လည်းအများကြီးယူစရာမလိုဘူးလေ မေတင်းနှန်းကဘယ်တော့လဲ ခွင့်ရက်တော့အမေလည်းတေချာမသိဘူးတားရဲ့Facebook မှာလေစီမံချက်ရဲ့အကြောင်းလို့ရိုက်ရှာလိုက်ရင်တားတွေးလိမ့်မယ် ဒါနဲ့မေစီမံချက်ရဲ့နာမည်ဟော လူငယ်စီတမန်စီမံချက်တဲ့ အမေအရန်ကြီးစုတက်ပါတယ်ဗျာအမေတက်ခိုင်းနဲ့တင်းနှန်းတက်ပြီးတော့ကို့အကြောင်းကိုနားလဲလာတယ်လို့မိန်းကလေးတွေအမျိုးသမီးတွေအကြောင်းလဲတော်တော်သိလာပြီမေးကိုမေးခြင်းမိမဲ့မမေးဖြစ်ခဲ့တဲ့အကြောင်းတွေပေါ့အမေပိုက်ထဲပုံသားလေးရှိနေသလားတော့ထင်ရတယ်အခုတော့ရေငတ်တုံးရေရင်းနဲ့ကြဆိုသလိုပါပဲမေယောက်ျားလေးတွေနဲ့မတူတဲ့မိန်းမသားတွေရဲ့လာစဉ်တဘာဝကို
ကွက်ကွက်ကွင်းကွင်းတီးရတော့အမေကိုတားကိုချင်းစာနိုင်သွားပါပြီတားတို့ကိုအမေပိုက်ထဲမှာကိုလလွယ်ထားရချိန်အနေထိုင်တွေတတိထားအစားတောက်တွေစင်ချင်းမပေါ့မပါနဲ့အိမ်အလှုပ်ဆက်လို့လူလောကရဲ့ရောက်ပြန်တော့နှုတ်ချိုတိုက်အညစ်အကြေးအစမယွန်းမချတုတ်တင်ပြီးတားတို့ဆိုလုံနိုင်မှာမဟုတ်ဘူးမေပြီးတော့သားသမီးတွေအစားအသောက်အချိန်မှန်စားရဖို့ကအမေတောင်းအိယာအိတ်ခင်းအစင်သက်ဖြစ်ဖို့လဲအမေတောင်းနေထိုင်မကောင်းတော့လဲအမေပဲပြုစုဟိုဗျာအခုအဖေမရှိပြန်တော့အမေပဲအိမ်ရဲ့ဝင်ငွေရှာရပြန်တယ်တွင်တားမာတာအသက်ရှူကျက်တယ်လို့ဖြစ်လာတယ်အမေကတော့ခွင့်ရမရှိတဲ့အိမ်အောင်ရှင်မဘဝကိုအပြုံးမပြတ်ရှိတက်နေရလေတားအမေကိုပြန်ပြီးလှုပ်ချွေးပြုစုနိုင်တဲ့နေ့ရောက်တဲ့အထိချမ်းမာရှိနေပေးပါအောင်နော်အမေကိုကျေးဇူးတင်ပါတယ်ဗျာ မုံမုံလုံးလို့စက်ကူ